သူမအကြောင်းဝင်းတဲ့ကိုလုံးတီးနဲ့ရှောက်သွားခဲ့တဲ့အတန်းဖော်တွေကိုတောင်ယုံကြည်မှုအပြည့်နဲ့နှုတ်ဆက်လိုက်သေးတယ်လူတိုင်းစုံသွားကြတာပေါ့တချို့ဆိုနေရာတင်မေ့လဲသွားကြတယ်ဒါပေမဲ့သူမဂယုမဆိုင်ပါဘူးဘာလို့လဲဆိုတော့သူမကအချိန်ဆက်ဝန်းထဲမှာပိတ်မိနေလို့ပါပဲနေ့ဘက်မှာဘာတွေပဲလှုပ်ညရောက်တာနဲ့မျက်နှာဖုံးဆွတ်ထားတဲ့လူကပေါ်လာပြီးသူမကိုနီလန်းမျိုးနဲ့တတ်တော့တာပါပဲတေးပြီးတာနဲ့သူမရဲ့မွေးနေ့မနက်ကိုပြန်လို့လာပြန်တယ်ဒီတန်တရားဆိုးကိုဖျက်တောက်ဖို့အတွက်အဲ့ဒီလူသက်သမားကိုချောင်းမြောင်းတိုက်ခိုက်ခဲ့ဘူးပေမဲ့အမှတ်မထင်သူမရဲ့အရင်ကြီးဆုံးတငယ်ချင်းကိုပဲရိုက်မိသွားတယ်အဲ့ဒီအချိန်မှာပဲသူမခေါင်းတစ်ခုလုံးကွဲထွက်မတက်နာကျင်လာပြီးခန္ဓာကိုယ်ကလည်းတဖြည်းဖြည်းအားအင်ကုန်ခန်းလာခဲ့တယ်မျက်နှာဖုံးနောက်ွယ်မှာဘသူရှိနေလဲဆိုတာကိုသိဖို့ကြိုးစားရင်းမောဟိုက်ပြီးတတိလစ်သွားခဲ့တယ်ဆေးရုံမှာစစ်ဆေးကြည့်တော့သူမခန္ဓာကိုယ်တစ်ခုလုံးမှာတေလူမျိုးပါဒဏ်ရာတွေပြည့်နေတာကိုတွေးလိုက်ရတယ်ဆရာဝန်တွေတောင်အံ့ဩလို့မဆုံးဖြစ်ခဲ့ရတယ်အဲ့ဒီအချိန်မှာပဲသူမတစ်ခုကိုသဘောပေါက်သွားတယ်မွေးနေ့မနက်ကိုပြန်ရောက်သွားပေမဲ့သူမရဲ့ဒဏ်ရာတွေကတော့ပျောက်မသွားပဲကြံခဲ့တာပါပဲဒါပေမဲ့အဲ့ဓာတွေကိုဂယုစိုက်နေဖို့အချိန်မရှိပြန်ဘူးမျက်နှာဖုံးဆွလူသက်သမားရောက်လာတာကိုသူမအာယုံခံမိလိုက်တဲ့အခန်းပြင်ထွက်လိုက်တာနဲ့သူမကဆရာဝန်ကိုဓာတ်နဲ့ထိုးနေတာမြင်လိုက်ရတယ်သူမဆေးရုံထဲကနေအမြန်ဆုံးပြေးထွက်ခဲ့ပြီးကားတစ်စီးထဲကိုအတင်းဝင်လိုက်တဲ့မျက်နှာဖုံးဆွလူသက်သမားကကားမှန်ကိုခွဲပြီးသူမလည်းပင်ကိုလာညှစ်တယ်အသက်လူနေရတဲ့အခြေအနေမှာသူမလီပါကိုအကုန်နင်းလိုက်တော့မှသူ့လက်ထဲကလွတ်သွားခဲ့တယ်နောက်ထပ်မိနစ်30ဆိုရင်ဒီငရဲလိုစက်ဝန်းကနေသူမလွတ်မြောက်တော့မယ်ဒါပေမဲ့ကန်ဆိုးကျင်တော့အချိန်ပြင်းပြင်းမောင်းလို့ဆိုပြီးရဲကတားလိုက်တယ်သူမဖြစ်သမျှအကြောင်းစုံပြောပြပေမဲ့ရဲကသူမကိုဆေးကြောင်နေတယ်လို့ပဲထင်နေတယ်အဲ့ဒီအချိန်မှာအကြံတစ်ခုရလိုက်တယ်ဒီလူသက်သမားကရဲစခန်းထိတော့လိုက်ရဲမှာမဟုတ်ပါဘူးဒါကြောင့်သူမမူးနေတာဆေးလဲတုံးထားတယ်ရှိသမျှဆေးအကုန်တုံးထားတာသူမကိုဖမ်းလိုက်တော့လို့ပြောလိုက်တယ်ရဲကားပေါ်ရောက်သွားတော့မှသူမစိတ်အေးသွားခဲ့ရတယ်ဒါပေမဲ့ခဏပါပဲမျက်နှာဖုံးဆွလူသက်သမားကရဲကိုကားနဲ့တိုက်တက်လိုက်တယ်ဒီတခါတော့သူမတကယ်ကိုတေးရတော့မယ်လက်ထိတ်ကလည်းခတ်ထားတော့ကားတကားကိုတောင်ဖွင့်လို့မရပြန်ဘူးတေးရမယ့်အချိန်ကိုပဲသူမစောင့်နေုံပဲရှိတော့တယ်ဒါပေမဲ့လူသက်သမားကသူမကိုချက်ချင်းမတက်ပါဘူးအဲ့ဒီအစားမွေးနေ့ဖျောင်းတိုင်တိုင်ကိုထုတ်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲကားကဓာတ်စီတွေယိုစိတ်နေတာကိုသူမသတိထားမိလိုက်တယ်လူသက်သမားကဖျောင်းတိုင်ကိုပစ်ချလိုက်တဲ့ဓာတ်စီတွေမိဆွဲသွားပြီးပောက်ကွဲမှုကြီးဖြစ်သွားပါတော့တယ်အဲ့ဒီအချိန်မှာသူမအိမ်မက်ဆိုးကနေပြန်လည်နိုးထလာခဲ့ပါတယ်သူမအကြောင်းဝင်းတဲ့ကိုလုံးတီးနဲ့ရှောက်သွားခဲ့တဲ့အတန်းဖော်တွေကိုတောင်ယုံကြည်မှုအပြည့်နဲ့နှုတ်ဆက်လိုက်သေးတယ်လူတိုင်းစုံသွားကြတာပေါ့တချို့ဆိုနေရာတင်မေ့လဲသွားကြတယ်ဒါပေမဲ့သူမဂယုမဆိုင်ပါဘူးဘာလို့လဲဆိုတော့သူမကအချိန်ဆက်ဝန်းထဲမှာပိတ်မိနေလို့ပါပဲနေ့ဘက်မှာဘာတွေပဲလှုပ်ညရောက်တာနဲ့မျက်နှာဖုံးဆွတ်ထားတဲ့လူကပေါ်လာပြီးသူမကိုနီလန်းမျိုးနဲ့တတ်တော့တာပါပဲတေးပြီးတာနဲ့သူမရဲ့မွေးနေ့မနက်ကိုပြန်လို့လာပြန်တယ်ဒီတန်တရားဆိုးကိုဖျက်တောက်ဖို့အတွက်အဲ့ဒီလူသက်သမားကိုချောင်းမြောင်းတိုက်ခိုက်ခဲ့ဘူးပေမဲ့အမှတ်မထင်သူမရဲ့အရင်ကြီးဆုံးတငယ်ချင်းကိုပဲရိုက်မိသွားတယ်အဲ့ဒီအချိန်မှာပဲသူမခေါင်းတစ်ခုလုံးကွဲထွက်မတက်နာကျင်လာပြီးခန္ဓာကိုယ်ကလည်းတဖြည်းဖြည်းအားအင်ကုန်ခန်းလာခဲ့တယ်မျက်နှာဖုံးနောက်ွယ်မှာဘသူရှိနေလဲဆိုတာကိုသိဖို့ကြိုးစားရင်းမောဟိုက်ပြီးတတိလစ်သွားခဲ့တယ်ဆေးရုံမှာစစ်ဆေးကြည့်တော့သူမခန္ဓာကိုယ်တစ်ခုလုံးမှာတေလူမျိုးပါဒဏ်ရာတွေပြည့်နေတာကိုတွေးလိုက်ရတယ်ဆရာဝန်တွေတောင်အံ့ဩလို့မဆုံးဖြစ်ခဲ့ရတယ်အဲ့ဒီအချိန်မှာပဲသူမတစ်ခုကိုသဘောပေါက်သွားတယ်မွေးနေ့မနက်ကိုပြန်ရောက်သွားပေမဲ့သူမရဲ့ဒဏ်ရာတွေကတော့ပျောက်မသွားပဲကြံခဲ့တာပါပဲဒါပေမဲ့အဲ့ဓာတွေကိုဂယုစိုက်နေဖို့အချိန်မရှိပြန်ဘူးမျက်နှာဖုံးဆွလူသက်သမားရောက်လာတာကိုသူမအာယုံခံမိလိုက်တဲ့အခန်းပြင်ထွက်လိုက်တာနဲ့သူမကဆရာဝန်ကိုဓာတ်နဲ့ထိုးနေတာမြင်လိုက်ရတယ်သူမဆေးရုံထဲကနေအမြန်ဆုံးပြေးထွက်ခဲ့ပြီးကားတစ်စီးထဲကိုအတင်းဝင်လိုက်တဲ့မျက်နှာဖုံးဆွလူသက်သမားကကားမှန်ကိုခွဲပြီးသူမလည်းပင်ကိုလာညှစ်တယ်အသက်လူနေရတဲ့အခြေအနေမှာသူမလီပါကိုအကုန်နင်းလိုက်တော့မှသူ့လက်ထဲကလွတ်သွားခဲ့တယ်နောက်ထပ်မိနစ်30ဆိုရင်ဒီငရဲလိုစက်ဝန်းကနေသူမလွတ်မြောက်တော့မယ်ဒါပေမဲ့ကန်ဆိုးကျင်တော့အချိန်ပြင်းပြင်းမောင်းလို့ဆိုပြီးရဲကတားလိုက်တယ်သူမဖြစ်သမျှအကြောင်းစုံပြောပြပေမဲ့ရဲကသူမကိုဆေးကြောင်နေတယ်လို့ပဲထင်နေတယ်အဲ့ဒီအချိန်မှာအကြံတစ်ခုရလိုက်တယ်ဒီလူသက်သမားကရဲစခန်းထိတော့လိုက်ရဲမှာမဟုတ်ပါဘူးဒါကြောင့်သူမမူးနေတာဆေးလဲတုံးထားတယ်ရှိသမျှဆေးအကုန်တုံးထားတာသူမကိုဖမ်းလိုက်တော့လို့ပြောလိုက်တယ်ရဲကားပေါ်ရောက်သွားတော့မှသူမစိတ်အေးသွားခဲ့ရတယ်ဒါပေမဲ့ခဏပါပဲမျက်နှာဖုံးဆွလူသက်သမားကရဲကိုကားနဲ့တိုက်တက်လိုက်တယ်ဒီတခါတော့သူမတကယ်ကိုတေးရတော့မယ်လက်ထိတ်ကလည်းခတ်ထားတော့ကားတကားကိုတောင်ဖွင့်လို့မရပြန်ဘူးတေးရမယ့်အချိန်ကိုပဲသူမစောင့်နေုံပဲရှိတော့တယ်ဒါပေမဲ့လူသက်သမားကသူမကိုချက်ချင်းမတက်ပါဘူးအဲ့ဒီအစားမွေးနေ့ဖျောင်းတိုင်ကိုထုတ်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲကားကဓာတ်စီတွေယိုစိတ်နေတာကိုသူမသတိထားမိလိုက်တယ်လူသက်သမားကဖျောင်းတိုင်ကိုပစ်ချလိုက်တဲ့ဓာတ်စီတွေမိဆွဲသွားပြီးပောက်ကွဲမှုကြီးဖြစ်သွားပါတော့တယ်အဲ့ဒီအချိန်မှာသူမအိမ်မက်ဆိုးကနေပြန်လည်နိုးထလာခဲ့ပါတယ်